အခုတားဖြစ်သူအခုလိုမျိုးဖမ်းခံရတော့အဖေဖြစ်တဲ့သူဘယ်လိုနေမလဲဆိုတာလည်းကျွန်တော်သိချင်ပါတယ်ပြောရရင်တော့ဒီဖြစ်ရကစစ်ကောင်စီအတွက်ပေါ့နော်ဒါဖိအားတွေပိုများလာတယ်ဆိုပြီးတော့ပြောမှာဖြစ်တယ်ဒီနေ့လည်းကျွန်တော်တို့သတင်းအကြောင်းအရာတွေရှိပါတယ်အဲ့ပုံမှာပေါ့နော်ကျွန်တော်တို့တတိထားတဲ့အကြောင်းအရာတွေပြင်ခွန်အားဖြစ်စေမဲ့ဟာတွေလည်းအများကြီးပါပါတယ်ပေါ့နော်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေမြေပြင်မှာပေါ့နော်စစ်ကောင်စီရှိပါတယ်ဆိုတော့နေရာတွေမှန်သမျှကိုအမြဲလိုချောင်းနေဆိုတော့ဘယ်အချိန်မှာခွင့်ရေးရမလဲခွင့်ရေးရတာနဲ့ပြင်းမယ်ပေါ့နော်ပြီးရင်တော်လိုင်းအင်အားစုတွေဘက်ကပေါ့နော်ဒါမြေပြင်မှာဖြစ်တင်းနာတွေဝယ်ယူတာတွေစုဆောင်းတာတွေပေါ့နော်ပြင်ဆင်တာတွေစုဖွဲ့တာတွေဒါတွေဇက်တိုက်လုပ်နေပါတယ်ဒါတွေအကုန်လုံးအသင့်ဖြစ်ပြီဆိုတဲ့အချိန်တိုင်းမှာစစ်ကောင်စီရှိနိုင်မဲ့နေရာတွေကိုဥတီပြီးတော့သွားပြီးတော့တိုက်ခိုက်နေတဲ့အရာတွေလည်းရှိပါတယ်ပေါ့နော်အခုဆိုရင်ဒါမြေပြင်မှာတိုက်ပွဲတွေကဇက်တိုက်ဆိုလို့ဖြစ်ပွားနေသေးပဲ line ပေါ်မှာဒါတက်မလာတာပေါ့နော်ပြီးရင်တချို့ဟာတွေကြတော့ဗျာဒီတိုက်ပွဲတွေဖြစ်သွားပြီဆိုတဲ့ချိန်ပေါ့နော်ဘလို့အောင်မြင်မှုရခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒါလိုင်းညီကိုတွေကလာပြောကြရရှိဝမ်းသာအားရလာကြွားကြတာပေါ့အမှန်တော့ဘိုးကြီးကျွန်တော်တို့ဗာရခဲ့တယ်ဘယ်နဲ့လက်ရခဲ့တယ်ဘယ်လိုလုပ်ခဲ့တယ်ဒီကောင်လေးဘလို့ပြေးတာဒီလိုမျိုးပုံစံမျိုးနဲ့လာပြီးတော့ပြောကြရလည်းရှိပါတယ်ဒါပေမဲ့လည်းပေါ့နော်ဒါတပ်ဖွဲ့တွေဘက်ကတရားဝင်သတင်းထုတ်ပြန်တဲ့ဟာကိုကျွန်တော်တို့စောင့်ပေးရပါတယ်ပေါ့နော်ဒါကြောင့်မလို့တချို့အကြောင်းအရာတွေဆိုရင်ဒါသူတို့သတင်းထုတ်ပြန်ပြီးမှပဲပြောရတာဖြစ်ပါတယ်ပေါ့နော်အခုလည်းဒါတောင်သာမြို့ဝင်စစ်ကောင်စီဂိတ်စခန်း2ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းရှိပါတယ်ပေါ့နော်ဇူလိုင်လ28ရက်နေ့ကချတာပါအဲ့တော့မကြီးရိုးကျေးရွာကစစ်စေးဂိတ်ရဲ့ဘေးသနိုးအထိုင်ဂိတ်ရဲ့ကိုပူပေါင်းတပ်ဖွဲ့တွေကတပြိုင်တည်းဝင်ကျိတ်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်အမှန်တော့အဲ့ဒီဖြစ်စဉ်ကိုအဲ့ဒီနေ့ကနေကပေါ့နော်အောင်မြင်မှုရပါပြီဆိုတဲ့အချိန်တွေကကျွန်တော်လည်းဒါသိရှိထားပြီးသားဝမ်းသာရပြီးသားပေါ့လေနော်အဲ့တော့တကယ်ကြိတ်တာကဒါကျွန်တော်တီးလောက်ပေါ့နော်ဒါနေရာ3-4နေရာလောက်ကိုတပြိုင်တည်းကြိတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီဘက်ကထုံးစံတိုင်းပဲတော်လိုင်းအင်အားစုတွေလာပြီးတော့ကြိတ်ပြီးဆိုတာနဲ့ဒါထွက်ပြေးကြရရှိပါတယ်ရွာထဲကိုဝင်ပြေးတယ်အဲ့ချိန်မှာတော်လိုင်းအင်အားစုတွေကအဲ့ရွာထဲထိပါလိုက်ပြီးတော့စော်ကြတယ်ဆိုတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်ပေါ့နော်အဲ့တော့အဘတရားကြီးလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီကတော့ထုံးစံတိုင်းအတိုက်ခံရရင်ပြေးပါတယ်ပြီးတဲ့နောက်မှာတော့နေမြေရှင်းလင်းရေးတွေလုပ်တဲ့နေမြေရှင်းလင်းလုပ်တဲ့အချိန်မှာဒါကျွန်တော်အကျိုးမြတ်ရခဲ့တယ်ပေါ့ဗျာရတာကတော့စစ်ကောင်စီဘက်ကဂိတ်သွားတဲ့2ကောင်ရဲ့ဂန်း2လက်ရဲ့ပေါ့နော်ပြီးတော့စခန်းကိုဖျက်ဆီးနိုင်ခဲ့တယ်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီးတော့လည်းသတင်းတွေမှာပေါ်ပြထားတာတွေ့ရပါတယ်အဲ့တော့ဂိတ်စခန်းကကောင်တွေတော်တော်အခြေအနေဆိုးတယ်လို့ပဲပြောရမှာပေါ့နော်ထိခိုက်တာတွေများတယ်ဒါအလောင်းဆွဲပြီးတော့ပြေးရတာတွေလည်းရှိတယ်တဲ့ဒါကြောင့်မို့လို့ထပ်ပြီးတော့ဂိနိုင်ကြီးပုံများတဲ့ကောင်တွေလည်းရှိပါသေးတယ်ပေါ့နော်ပြီးတော့တပ်ဖွဲ့တွေတော်တော်များပြောတာကပေါ့နော်အဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ပြောတာကဘာလဲဆိုတော့ဒီကောင်နေတဲ့အကောင့်20လောက်ပဲရှိတယ်ပေါ့နော်အကောင့်20လောက်ပဲရှိတယ်ဆိုတဲ့စကားအဲစကားကိုဒါဟိုအဖွဲ့ရလည်းပြောဒီအဖွဲ့ရလည်းပြောတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့တကယ်တမ်းပြောမယ်ဆိုရင်အယောက်20ဆိုတဲ့ပမာဏကမြေမှာတေချာတွက်ကြည့်ရင်စစ်ကောင်စီဘက်ကကောင်နေဖြစ်တဲ့အတွက်မနှဲဘူးလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့သူတို့မှာဒါဂန်းအပြည့်အစုံပါတယ်ဗျာပြီးရင်လက်နက်ခဲယံအပြည့်အစုံပါတယ်အပူရှံပါတယ်စကန်းနေထိုင်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါအရန်ခဲယံကအစသူတို့တွေဒါထားနိုင်ခြေရှိတယ်ပေါ့ဗျာပြီးရင်တို့မှာជីကာဥထုတ်ជីကာအင်ကြီးဘာညာအကုန်အစုံရှိကြတယ်အဲ့တော့ပြည့်စုံနဲ့ပေါ့နော်ဒါလက်လက်ခင်းရအပြည့်နဲ့အင်အား20ဆိုတဲ့ပမာဏမနည်းဘူးဗျအဲ့ဒီပြည့်အားကိုကြည့်မယ်ဆိုရင်ကိုပဲဒါဟာများပြားတဲ့ပမာဏလို့ပြောရမှာဒါမဲ့လည်းတော်လိုင်းအင်အားစုတွေဘက်ကကြတော့အဲ့လိုပမာဏကိုနည်းတယ်ပေါ့နော်အဲ့လောက်ပဲရှိတာဒီကောင်းနေ20လောက်ပဲရှိတာအဲ့လိုမျိုးပုံစံမျိုးပဲပြောကြရှိရဒါဟာလည်းပေါ့နော်စစ်ကောင်စီဘက်ကစစ်ကြောင်းတွေထိုးလာပြီးဆိုရင်ပေါ့နော်အင်အားယာနဲ့ကြီးထိုးတယ်ထောင်နဲ့ကြီးထိုးတယ်ဒီလိုမျိုးတွေထိုးခံရပေါင်းများလွန်းလို့အခုဒါ20ဆိုတဲ့ဟာကိုဘာမှစိတ်ထဲသိမ့်မထဲတော့တာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်သွားပြီးတော့အနိုင်ကျင့်နေသလိုတော့ဖြစ်နေပါသေးတယ်ပေါ့ပြီးတော့စစ်ကောင်စီဘက်ကကောင်တွေကဒီလိုမျိုး gate ထိုင်နေစခန်းထိုင်နေဆိုတဲ့ဟာကဗျာတကယ်တမ်းပြောမယ်ဆိုရင်သူတို့ကိုအထက်ကခိုင်းလို့သာနေရတယ်အထက်ကဆိုတဲ့ကောင်တွေကလည်းဒီနေရာဟာအရေးကြီးတဲ့နေရာဖြစ်လို့သာသူတို့ကိုထားတယ်ဆိုတဲ့ပုံစံမျိုးတကယ်တမ်းတော့မြေပြင်မှာသူတို့ကကိုကျိုးရှာဖို့အတွက်ပဲပြည်သူကိုနှိပ်စက်ဖို့ညှဉ်းပန်းဖို့ဒီလိုမျိုးပုံစံမျိုးနဲ့ကိုကျိုးရှာဖို့အတွက်ပဲသူတို့အဓိကထိုင်ကြတာများတယ်အဲ့တော့တိုက်ခိုက်ဖို့ဆိုတဲ့ပုံစံမျိုးတိတ်မတွေ့ရဘူးပေါ့နော်အဲ့တော့အောက်ကပွန်းနေလို့ပြောလို့ရတယ်ဒီကောင်တွေကလုံးဝအသေးခံခိုင်းထားတဲ့ချနှင်းခံရတဲ့အသက်တွေလို့ပဲပြောရမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒါကလည်းဖြစ်စဉ်တစ်ခုပါဗောနော်နောက်ထပ်တစ်ခုကကြတော့ဒါသတင်းတိုင်းလောင်းလုံမြို့နယ်မှာတော်လိုင်းအင်အားစုတွေဘက်ကဒီစစ်ကောင်စီရဲ့ဗောနော်ဒီနန်းစီတန်ဝန်ထမ်းလို့ပဲဆိုပါတော့ဗောနော်သူအဲ့လိုလူတယောက်ကိုဖမ်းမိခဲ့တဲ့နန်းစီတန်ဝန်ထမ်းဒုတိယအကောက်ခွန်မှုဖြိုးဆန်ဗောနော်သူကစစ်ကောင်စီရဲ့ဒါပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဒုတိယဝန်ကြီးအောင်မြန်ရဲ့သားဖြစ်ပါတယ်တဲ့ဗျာ
အဲ့တော့ဇူလိုင်လ20ရက်နေ့မှာလောင်းလုံမြို့နယ်မောင်းမကန်ကမ်းခြေအနီးမှာပြည်သူ့ကာကွယ်တပ်မတော်အမှတ်8003တပ်ရင်းကနေမြေရှင်းလေးရေးဆောင်ရွက်နေတဲ့အချိန်မှာအခုလိုမျိုးရရှိခဲ့တာဖြစ်တယ်ဗောနော်အဲ့မှာထူးခြားချက်ကျွန်တော်တွေ့လိုက်တယ်ဗောနော်သတင်းတွေမှာလည်းရေးထားတာတွေ့ရလိမ့်မယ်အဲ့တော့ဘာလဲဆိုတော့အဲ့လိုဖမ်းဆီးနိုင်မှုကဗောနော်တဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနအတွင်းမှာရရှိသည့်သတင်းပေးချက်အရဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်တယ်ဗောနော်အဲ့တော့အတွင်းသတင်းပေါ့လေနော်အဲ့တော့လက်ရှိမှာတော့ဒီကောင်ထိမ့်သိမ်းထားတယ်ပြီးရင်ဒါကနဦးစစ်ဆေးတာတွေလုပ်နေပြီအဲဥစ္စာနဲ့ပတ်သက်လို့လည်းဒါရေးသားထားတယ်လည်းတွေ့ရလိမ့်မယ်ပြီးရင်ဗျာ33ဗျာမှုဒါကိုမြတ်ကိုကလည်းသူ့ရဲ့ Facebook စာမျက်နှာကနေပြီးတော့ရေးတင်ထားတယ်လည်းရှိတယ်ပေါ့နော်အဲ့တော့သူကတဝဲကြီးနဲ့စိတ်ကန်းစီမံကိန်းနဲ့တဝါတဝဲတူးဖော်ရေးလုပ်ငန်းအခြေအနေဆက်ပစ္စည်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေမှာဒါသူတို့သားဖတွေကပါဝင်ပတ်သက်ခဲ့တဲ့သူတွေဖြစ်တယ်ဗောနော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့တချို့ကြောက်လည်းပြောကြတယ်ဗောနော်ဘာလဲဆိုတော့ဒီတဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနအတွင်းမှာရရှိတဲ့အတွင်းသတင်းဆိုပြီးတော့ပြောတဲ့အပေါ်မှာဗောနော်အဲ့လိုမျိုးထုတ်ပြန်တာဘာကြောင့်လဲဘာကြောင့်မလို့အဲ့လိုမျိုးထုတ်ပြန်လိုက်တဲ့အတွင်းထဲမှာရှိတဲ့သူတွေအနေစားကြက်သွားလိမ့်မယ်ဗောနော်ဖျဲသီးတွေဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့ပြောကြရတယ်လည်းရှိပါတယ်အကြောင်းရှိလို့ထုတ်ပြန်ခြင်းပဲဖြစ်ပါတယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီဖြစ်စဉ်မှာပို့ပြီးတော့ထူးခြားတာကဖြိုးဆန်ရဲ့အဖေဖြစ်တဲ့အောင်မြိုင်ကစစ်ကောင်စီပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမှာဒုတိယဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်တယ်ပေါ့နော်အဲ့တော့မင်းအောင်လှိုင်ရဲ့လူယုံလည်းဖြစ်တယ်ဒီအကြောင်းကိုခုနကျွန်တော်ပြောသလိုပဲပေါ့နော် viewer 33 viewer မူကိုမြတ်ကိုကအချက်လက်တွေနဲ့ရေးတင်ထားတာရှိတယ်အောင်မြိုင်ကဒါဗိုလ်ချုပ်ကြီးမြတ်ထုံးဦးတို့ဗိုလ်ချုပ်ကြီးလူမော်အောင်ကျော်ထွန်းတို့နဲ့ပူးတွဲတာဝန်ထမ်းဆောင်နေတဲ့သူဖြစ်တယ်သူလိုက်ပါတဲ့ခရီးစဉ်တွေလည်းရှိတယ်ဗောနော်မင်းအောင်လှိုင်ရဲ့ခရီးစဉ်တွေမှာလည်းပါတယ်ပြီးရင်သူ့ကိုအရေးကြီးတဲ့ခရီးစဉ်တွေမှာလည်းခေါ်ဆောင်သွားတယ်အရေးကြီးတဲ့အစည်းအဝေးတွေမှာလည်းသူကတက်ခွင့်ရတယ်ပြီးတော့အရေးကြီးတဲ့စီမံကိန်းတွေအတွက်လည်းသူကပါဝင်နေတဲ့ပတ်သက်နေတဲ့သူဖြစ်တယ်ဆိုတဲ့ဟာထပ်ပြီးတော့သိရတယ်ဗောနော်ခရီးစဉ်တွေကတော့တေးကြတဲ့ဒါသူတို့ကရုရှားတရုတ်ပဲအခုလည်းဒါထုတ်ပြန်တဲ့အထဲမှာပါပါတယ်ရုရှားခီးစဉ်တရုတ်ခီးစဉ်တွေမှာပါတယ်ပြင်အဆင့်မြင့်အစည်းအဝေးတွေတက်တယ်ဆက်သွယ်ရေး digital နည်းပညာတွေနဲ့သတင်းအချက်လက်လုံခြုံရေးဆိုင်ရာကိစ္စတွေရုရှားနဲ့မြန်မာအကြားနည်းပညာပူးပေါင်းဆောင်ရွက်နိုင်မဲ့အခွင့်အလမ်းတွေအကြောင်းဆွေးနွေးတဲ့အချိန်မှာလည်းသူတို့ပါခဲ့တယ်ဗောဗျာအဲ့တော့အရေးပါပါတယ်ဆိုတဲ့သူလို့ပြောမှာဖြစ်ပါတယ်ပြီးတော့ဒါတရုတ်နဲ့ဆိုရင်လည်းတရုတ်မြန်မာနိုင်ငံကြားကပို့ဆောင်ရေးကိစ္စတွေစီးပွားရေးကိစ္စတွေဗောနော်ဒီလိုမျိုးကိစ္စမျိုးတွေနဲ့ဒါဒီကောင်ကလည်းပို့ဆောင်ဆက်သွယ်ရေးရဆိုတော့ပါမှာဗောလေနော်အဲ့လိုမျိုးကိစ္စတွေမှာပါဝင်ပတ်သက်တယ်အဓိကတော့ယထာလန်စီမံကိန်းတွေဖြစ်တဲ့မူဆယ်မန္တလေးယထာလန်ချင်းရွှေဟော်မန္တလေးယထာလန်နဲ့ပတ်သက်တဲ့စီမံကိန်းတွေဤပညာပိုင်းပူးပေါင်းလှုပ်ဆောင်မှုဆိုတဲ့ဆွေးနွေးပွဲတွေမှာပါဝင်ခဲ့တာဖြစ်ပါတယ်ဗောနော်အဲ့တော့အကောင်ကြီးအမိရှေရှေဗောနော်နှစ်ကောင်တော့အဲ့လိုပဲပြောမှာဖြစ်ပါတယ်ဖေးရအဲ့လိုမျိုးသူဖြစ်တဲ့အတွက်တားကရောဒါလုံးဝဘာမှမလုပ်တဲ့သူလားဆိုမဟုတ်ဘူးသူကိုယ်တိုင်ကလည်းဒုအကောက်ခွန်ဦးစီးမှုဆိုတဲ့တာဝန်ကိုယူထားတာဖြစ်တယ်ဗောနော်အဲ့တော့အခုဖမ်းမိတာကဒုဝန်ကြီးအောင်မြိုင်ရဲ့သားဒုအကောက်ခွန်ဦးစီးမှုဖြိုးဆန်ဗောနော်သူကရင်းနှက်စိတ်ကံလုပ်ငန်းစတင်လဲပတ်ဖို့မြေပြင်အချက်လက်ဆင်းကောက်တဲ့အချိန်မှာအခုလိုမျိုးဒလိုင်းအင်အားစုတွေဘက်ကထိမ့်သိမ့်နိုင်ခဲ့ခြင်းဖြစ်ပါတယ်သူ့ဘေကမင်းအောင်လှိုင်ရဲ့လူယုံရုရှားတရုတ်ခီးစဉ်တွေမှာပါတယ်ပြီးရင်အရေးကြီးတဲ့စီမံကိန်းတွေမှာပါတယ်ပြီးရင်ဒါစီးဝေးတွေပေါ့နော်သူတို့ရဲ့ပူပေါင်းလှုပ်ဆောင်မယ်ဆိုတဲ့စီမံကိန်းအစည်းအဝေးတွေမှာပါတယ်အဲ့တော့လူယုံလည်းဖြစ်တယ်တားဖြစ်သူကလည်းဒီလိုဖြစ်တယ်ဆိုတော့အခုချိန်မှာတော့ခေါင်းမီတောက်နေလောက်ပြီပေါ့နော်ပြီးတော့စစ်ကောင်စီကဒေါ်လာရေးနယ်မြေတွေထဲမှာအယက်သားပုံစံပုံဖြတ်ပြီးတော့လှုပ်ရှားနေတာတွေကဒါအခုတစ်ခေါက်တည်းတည်းမဟုတ်ဘူးပေါ့နော်ရှေ့ပိုင်းတွေမှာလည်းတောက်လျှောက်ရှိခဲ့တယ်လို့အခုနောက်ပိုင်းမှာပူပြီးတော့လှုပ်ဆောင်လာတာရှိပါတယ်အဲ့တော့အဲ့လိုမျိုးတွေလှုပ်ရှားနေနေပေါ့နော်အခုလိုမျိုးဖန်ဆီးရရှိရည်လည်းရှိသလိုဒါဖမ်းမမိတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်သူတို့ကအရက်ဝစ်နဲ့လှုပ်ရှားသွားလာတဲ့ဟာမျိုးတွေဖြစ်တဲ့အတွက်အတွင်းသတင်းမှမရဘူးဆိုရင်တည်တည်ချာချာပုံစံမျိုးနဲ့ဖန်ဆီးနိုင်ဖို့ကလည်းခက်ပါတယ်ဒါပေမဲ့လည်းတော်လိုင်းအင်အားစုတွေကတော်တယ်လို့ပြောရမှာဖြစ်တယ်အခုလိုမျိုးဒါဖန်ဆီးနိုင်ဖို့အတွက်အတွင်းသတင်းကတော်တော်လေးအရေးပါသွားတာဖြစ်တယ်ပေါ့နော်ပြီးတော့စစ်ကောင်စီရဲ့တောက်တိုင်နဲ့အမာကန်တောက်တိုင်နဲ့အရေးပါတဲ့သူတွေဖြစ်တဲ့အတွက်ပူကောင်းသွားတယ်ပေါ့နော်အခုသားဖြစ်သူအခုလိုမျိုးဖမ်းခံရတော့အဖေဖြစ်တဲ့သူဘယ်လိုနေမလဲဆိုတာလည်းကျွန်တော်သိချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါတော်လိုင်းအင်အားစုတွေဘက်ကမှပေါ့နော်ဒီသားဖြစ်သူကိုအခုလိုမျိုးပန်းစီးတယ်ဆိုတာဟာကသားဖြစ်သူကလည်းဒီစစ်ကောင်စီရဲ့လုပ်ငန်းတွေစီမံကိန်းတွေပေါ့နော်စစ်ကောင်စီရဲ့တောက်တိုင်တွေဒီလိုမျိုးတွေဖြစ်နေလို့ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော်လိုင်းဘက်ကလုပ်တဲ့ပုံစံပေါ့လေနော်စစ်ကောင်စီဘက်ကဆိုရင်အဲ့လိုမျိုးတော့မှမဟုတ်ဘူးပေါ့နော်ဒါမေဖြစ်တဲ့သူကိုဖမ်းသွားတယ်ဖေဖြစ်တဲ့သူကိုဖမ်းသွားတယ်သားဖြစ်တဲ့သူကိုမတွေ့လို့မေနဲ့ဖေကိုပြဿနာရှာတယ်ဒီလိုမျိုးပုံစံမျိုးတွေနဲ့ရက်ဆက်ရုံမှာခဲ့ကြရရှိပါတယ်ဒါနောက်နေ့ကျရင်ဒါမကြောက်ဝဲမနာတာသတင်းတွေကျွန်တော်တို့ကြားရတာတွေလည်းအများကြီးပဲရှိပါတယ်ပေါ့နော်အဲ့တော့သူတို့တွေအဲ့လိုလုပ်ခဲ့တဲ့ဟာကအခုချိန်မှာဝစ်ပြန်လည်နေတယ်ဆိုတဲ့ပုံစံမျိုးတွတ်တွေ့ရပါတယ်ဒါပေမဲ့လည်းတော်လိုင်းအင်အားစုတွေကတော့သူတို့လိုတော့မယုံပါဘူးပေါ့နော်အခုဆိုရင်ဒါလုံးဝလူသားချင်းစာနာတဲ့ပုံစံမျိုးတွေနဲ့ထိမ့်သိမ်းထားတာမျိုးတွေရှိတယ်သူကလို့စစ်ဆေးတာမေးမြန်းတာတွေကတော့ဇက်တိုက်လှုပ်ဆောင်မှာဖြစ်တယ်ပေါ့
ပေါ့နော်ဒါပေမဲ့လည်းအတက်နေကိုရန်ရှာတဲ့ပုံစံမျိုးကတော့လုံးဝမဟုတ်ဘူးစစ်ကောင်စီမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်တော့ပြောရရင်တော့ဒီဖြစ်ရကစစ်ကောင်စီအတွက်ပေါ့နော်ဒါ PR တွေပိုများလာတယ်ဆိုပြီးတော့ပြောမှာဖြစ်တယ်ဒုတိယဝန်ကြီးတယောက်ရဲ့တားဖြစ်သူဖမ်းခံရတယ်ဒါပေမဲ့အဲ့ကောင်ကလည်းစစ်ကောင်စီလူပဲပြောမယ်ဆိုရင်တော့ရှေ့ရက်မှာလည်းထွန်းအောင်ရဲ့အိမ်ကိုဒါပါဆယ်ပို့ခံရတာရှိတယ်ပေါ့နော်ကံကောင်းလို့ကားလေးစီးနဲ့လာပြီးတော့ဒါရှင်းလင်းတာတွေအသက်မဲ့အောင်လှုပ်သွားနိုင်တာတွေရှိသွားလို့ပေါ့နော်အဲဒါကံကောင်းသွားတယ်ဆိုတော့စစ်ကောင်စီကထိပ်ပိုင်းမိသားစုတွေက DPR တွေကိုစက်တိုက်ဆိုသလိုခံနေရပြီလို့ပြောရမှာဖြစ်ပါတယ်ပြီးတော့ဘလို့ပုံစံမျိုးနဲ့ပဲတွားဘလို့ပုံစံပဲပုံဖြတ်ပေါ့နော်သူတို့အတွက်မလုံခြုံတော့ဘူးသူတို့လုံးသမျှဟာတွေအကုန်လုံးကိုတွန်လိုင်းအင်အားစုတွေဘက်ကတိနေတယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရပါတယ်ဒါဟာလည်းသူတို့အချင်းချင်းကြားထဲမှာကိုကပဲမထောက်ခံတာတွေပေါ့နော်ဒါတွေရှိလာလို့အခုလိုမျိုးသတင်းရတာတွေလည်းဖြစ်မယ်ပေါ့နော်ပြီးတော့ဒါအချင်းချင်းသိရတဲ့အတိုင်းပဲဒီကောင်တွေကအမြဲတမ်းစမှန်ခုတ်တယ်အချင်းချင်းတော့မှမညာမတာဆိုတဲ့ပုံစံမျိုးဖိနှိပ်တာခွဲခြားတာတွေလုပ်တယ်အဲ့တော့ဒီအကျိုးဆက်တွေကိုသူတို့ခံစားနေရတာဖြစ်တယ်ပေါ့နော်ပြီးတော့သူတို့ဒီအခုလိုမျိုးပေါ့နော်ရုရှားတရုတ်နဲ့ပတ်သက်ပြီးတော့ပူးပေါင်းလှုပ်ဆောင်မဲ့စီမံကိန်းတွေအကြောင်းတိလိုက်ရတဲ့ဟာတွေရှေ့လုံးမဲ့လုပ်ငန်းစဉ်တွေအကြောင်းတိလိုက်ရတဲ့ဟာတွေပြီးရင်ရည်ရွယ်ချက်တွေအကြောင်းတိလိုက်ရတဲ့ဟာတွေကလည်းအကျိုးရှိစေပါတယ်ပေါ့နော်အဲ့တော့အခုချိန်မှာတော့ဘလောက်တော့မှPR တွေများနေပြီလေသိချင်ပါတယ်ပေါ့နော်ပြီးတော့ဒါကျွန်တော်ခုနပြောတဲ့စစ်ကောင်စီဟာတော်လိုင်းနေမြေတွေအတွင်းမှာပေါ့နော်ပုံဖြတ်ဖုံးကွယ်ပြီးတော့ဒါလှုပ်ရှားနေတဲ့ဟာတွေသတင်းထောက်လန်းနေတဲ့ဟာတွေဒါတွေကိုဇက်တိုက်လှုပ်ဆောင်လာတာရှိပါတယ်အဲ့တော့အဲ့လိုမျိုးတွေလှုပ်ဆောင်လာလို့ဒါဂရင်းနီဘက်မှာအဲ့လိုမျိုးတယောက်ကိုဖမ်းမိခဲ့တာရှိတယ်ဂရင်းနီပြည်ဒါမိုးပြဲမြို့အနီးကိုစစ်ကောင်စီနဲ့ PNO ကနေမြေထိန်းချုပ်နိုင်ဖို့အတွက်အပြင်းထန်စူးစမ်းနေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်တိုက်ပွဲကလည်းတည့်ရတဲ့အတိုင်းပဲဒါတစ်ရက်နှစ်ရက်ကိုတစ်ကြိမ်လောက်တစ်ရက်ကိုတစ်ကြိမ်လောက်ဆိုတဲ့ပုံစံမျိုးတွေအထိဖြစ်နေတာပါဘာကြောင့်လဲဆိုတော့စစ်ကောင်စီကမိုးပြဲနဲ့တောင်းကန်ကားဘက်ကိုမြေပြင်စစ်ကြောင်းထိုးဖို့လုပ်နေတာဖြစ်တယ်ဗောနော်အဲ့လိုလုံနိုင်ဖို့အဲ့လိုမျိုးထိုးစစ်ဆင်နိုင်ဖို့ပြီးရင်အဲ့နေရာတွေကိုထိန်းချုပ်နိုင်ဖို့အတွက်မြေပြင်သတင်းအချက်လက်ရရှိနိုင်မှုကသူတို့အတွက်အရန်ရေးကြည့်ပါတယ်အဲ့လိုမျိုးရရှိနိုင်ဖို့အတွက်ကိုအခုလိုမျိုးမြေပြင်မှာဗောနော်လူကိုယ်တိုင်မဲဒါဝင်ပြီးတော့ဗောနော်အသွင်ယူပြီးတော့မြေပြင်ထောက်လန်းတာမျိုးတွေလုပ်တယ်ဒါပေမဲ့လည်းတော်လိုင်းအင်အားစုတွေဘက်ကအဲ့ကောင်ကိုဗောနော်31ရက်နေ့မနက်9:00 နာရီလောက်မှာဖမ်းမိထားတယ်ဒေတုံးတွေပါလေခတ်ဗောနော်သိကြတယ်ဒါစစ်ပြီဆေးပြီဗောနော်အဲ့တော့ဒါကတော့စစ်ကောင်စီရဲ့ဒါလုံနေကြနီးလန်းလို့ပဲပြောရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူ့အတွက်ကသတင်းချက်လက်ရဖို့ကအဓိကပဲသတင်းအချက်လက်ရပြီဆိုရင်သူတို့ဘက်မှာကလေချောင်းကောင်းကောင်းသုံးလို့ရတယ်အများပြားသုံးလို့ရတယ် drone အသုံးလို့ရတယ်ဗောနော်ပြီးရင်မြေပြင်စစ်ကြောင်းဆိုလည်းအင်အားအများပြားသုံးလို့ရတယ်အဲ့တော့အဲ့လိုမျိုးသားသတင်းအချက်လက်အတိအကျရပြီဆိုတဲ့အခါဆိုတာထားပါတော့အဲ့နေရာကိုစစ်ကြောင်းထိုးမယ်အဲ့နေရာပတ်ဝန်းကျင်မှာတော်လိုင်းအင်အားစုတွေကဘယ်နေရာတွေမှာခိုးအောင်နေတယ်လဲဘယ်နေရာတွေမှာအခြေပြုနေတယ်လဲဘယ်နေရာတွေမှာစုဖွဲ့ပြင်ဆင်နေတယ်လဲဒီဘယ်နေရာတွေကနေပြီးတော့ခံစစ်တွေလုပ်နေတယ်လဲဒီလိုမျိုးပုံစံမျိုးဒါစစ်ကောင်စီဘက်ကသတင်းအချက်လက်အတိအကျရပြီဆိုရင်သူတို့က drone လွှတ်လိုက်ရုံပဲသူတို့ကဒါခုနပြောလို့လေကြောင်းတိုက်ခိုက်ဖို့အတွက်အပြုံလိုက်လွှတ်လိုက်ရုံပဲဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်အဲ့နေရာတွေကိုဒါချိန်မွားပြစ်လို့ရမယ်သူတို့တိုက်ခိုက်လို့ရမယ်ပြီးတာနဲ့မြေပြင်မှာသူကတရပဲဒီနေရာတွေကိုထိုးဖောက်ဝင်ရောက်ပြီးတော့ပြန်ပြီးတော့ထိန်းချုပ်သွားနိုင်မဲ့အနေအထားဖြစ်တယ်အဲ့တော့ဆိုကြနာသူတို့ဘက်ကသတင်းရဖို့အတွက်ပဲအရန်ရေးကြီးနေတာအဲ့လိုမျိုးသတင်းရဖို့အတွက်ကိုသူတို့ကနီလန်ပေါင်းစုံသုံးမှာဖြစ်ပါတယ်အဲ့တော့ရှေ့မှာဆိုလဲဒီဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်တို့အများကြီးပဲဆွေးနွေးခဲ့ကြရတယ်သုံးသပ်ခဲ့ကြရတယ်အကြံပြုခဲ့ကြရရှိတယ်ဗောနော်စစ်ကောင်စီကသတင်းရဖို့အတွက်တခါတလေကြရင်တော်လိုင်းအင်အားစုတွေကအမြဲတမ်းမှာဗောနော်ဒါမြို့ဝပြည်သူတွေရဲ့အကူအညီထောက်ပံ့မှုကနေတွားနေတာဖြစ်တဲ့အတွက်လူခံရတာရှိတယ်အဲ့လိုမျိုးလူခံတဲ့ချိန်မှာလာပြီးတော့လှူပါမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဗောနော်လှူတယ်ဖြစ်စဉ်တစ်ခုဆိုရင်ဘယ်လောက်ထိဖြစ်ခဲ့သလဲဆိုတော့သူကပုံမှန်လှူတဲ့ပမာဏထက်များတယ်ထားတော့ဒါတော်လန်ပြည်သူတွေအနေနဲ့9000လှူမယ်3သိန်းလှူမယ်ဗောနော်ဒါပေမဲ့ तू ကမဟုတ်ဘူး2သိန်း3သိန်းအဲ့လိုမျိုးလှူတယ်ပြီးရင်တစ်ခါတည်းမဟုတ်ဘူး2ခါ3ခါ4ခါအဲ့လိုမျိုးတွေထိလှူတယ်လှူရင်လည်းပမာဏများများလှူတယ်ဗောနော်ပြီးတော့အဲ့လိုမျိုးများများလှူပေးပြီးမှဗောနော် तू လိုချင်တဲ့အကြောင်းအရာမျိုးတွေမသိလိုက်မသိပါတာနဲ့မေးတာမျိုးဗောနော်တပ်ဖွဲ့တွေကိုချီကျူးလိုက်စစ်ကောင်စီကိုဆဲပြလိုက်ဆိုတဲ့ပုံစံမျိုးနဲ့သတင်းရှူတာမျိုးဒါမျိုးပုံစံမျိုးတွေထိလောက်ခဲ့ပါတယ်ဆိုတော့ဖြစ်စဉ်ဖြစ်ရတွေလည်းရှိပါတယ်ဗောနော်အဲ့တော့တလိုင်းအင်အားစုတွေဘက်ကဘယ်နေရာမှာအားနေတယ်အဲ့အားနေတဲ့အပိုင်းတွေကိုဘလို့အသုံးချမလဲဆိုတဲ့ပုံစံမျိုးနဲ့ဇက်တိုက်ဆိုသလိုဒီသတင်းတွေကိုရယူစုဆောင်းနေတာရှိပါတယ်ပြီးတော့ဒေသခံပြည်သူတွေထဲမှာလဲဗောနော်ဆိုတာကစစ်ကောင်စီကိုထောက်ခံတဲ့သူရှိတယ်တော်လိုင်းကိုထောက်ခံတဲ့သူရှိတယ်မတူဘူးဗောလေနော်လက်နက်မကင်ထားဘူးပြည်သူဆိုပေမဲ့လည်းထောက်ခံမှုချင်းကမတူဘူးအဲ့တော့ကျတော့စစ်ကောင်စီကသူ့ကိုထောက်ခံပါတယ်ဆိုတဲ့သူတွေကိုအမာခံဆိုတဲ့ပုံစံမျိုးဖြစ်အောင်တင်သွင်းတာတွေရှိတယ်မလုံးပေးပြီးတော့ဗောနော်ဒါမင်းဒီလိုမျိုးလေးငါတို့ကိုလှုပ်ပေးမယ်ဆိုရင်တော့ဗာလေးပေးမယ်သူတို့တွေကလည်းခက်ခဲနေတာဖြစ်တဲ့အတွက်လိုချင်ကောင်းလိုချင်မယ်ဒါကြောင့်မလို့
ဒီလိုမျိုးဒါပေးပြီးတော့မလုံးပေးပြီးတော့သတင်းတွေရယူနေတာတွေနှိုက်နေတာတွေလည်းရှိတယ်စုံစမ်းခိုင်းတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့သတင်းတွေအဆက်မပြတ်ရယူနေရရှိပါတယ်အဓိကတော့သူတို့အတွက်ကကျွန်တော်ခုနပြောလို့ပဲသတင်းရဖို့အတွက်အရေးကြီးနေတာပေါ့နော်အရေးကြီးဆုံးကသတင်းရဖို့ဖြစ်တယ်အဲ့ဒီဘိုင်းတွေမှာကျွန်တော်တို့ဒီထက်ပို့ပြီးတော့လုံခြုံအောင်ဂရုစိုက်ကြဖို့အရန်ရေးကြည့်ပါတယ်ပြီးတော့တမန်ကရှန်ကမဟုတ်ဘဲနဲ့ပေါ့နော်ဟာအရဲဝင့်နေပဲကွာဆိုပြီးတော့ကျွန်တော်တို့တွေးထင်လိုက်လို့မရဘူးအခုဆိုရင်ဒါဖန်ဆီးရရှိထားတယ်ပေါ့နော်သူလည်းတေချာပေါက်ဒီလိုမျိုးပုံဖြတ်ပြီးတော့လာပြီးတော့ထောက်လန်းမှာပဲပေါ့နော်အဲ့လိုထောက်လန်းတဲ့အချိန်မှာတေချာသတိထားစောင့်ကြည့်နိုင်ခဲ့တဲ့အတွက်အခုလိုမျိုးလက်ရဖန်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါဟာနီးမျိုးစုံနဲ့လုံနေတယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ပြီးရင်ဒါဒီအခုဆိုရင်ပေါ့နော်ဒါတော်လိုင်းအင်အားစုတွေဘက်ကလည်းပြောကြရရှိတယ်ပေါ့နော်ဒါစစ်ကောင်စီဘက်ကလာခုနလိုပေါ့နော်စစ်ကောင်စီကိုထောက်ခံတဲ့သူလားအဲ့လိုတော့လည်းမသိဘူးမသိကြဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့အမျိုးသမီးတွေက PDF တွေကိုအဲ့လိုမျိုးပေါ့နော်ဒီချစ်ကြိုက်အောင်ထိလုပ်တယ်မြူဆွဲတယ်မြူဆွဲပြီးတော့အဲ့တယောက်ဆိုရင်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့မြူဆွဲပြီးတော့ဒီထဲကသတင်းတွေရအောင်ယူတာမျိုးပြီးတော့ကြတော့ဒီတပ်ဖွဲ့တွေအားနေသွားအောင်ပြဿနာတက်အောင်လုပ်တာမျိုးဒီလိုမျိုးပုံစံမျိုးတွေကအစပါနော်သူကတယောက်တည်းအောင်မဟုတ်ဘူးသူကတပ်ဖွဲ့တော်တော်များများကပေါ့နော်ဒါလူငယ်တွေပေါ့နော် PDF ညီကိုတွေကိုလိုက်ပြီးတော့မြူဆွဲတဲ့ပုံစံမျိုးနဲ့ပေါ့နော်ချစ်ကြိုက်တဲ့ပုံစံမျိုးထိရောက်အောင်လုပ်ပြီးတော့သတင်းတွေယူနေရရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအများကြီးပဲတည်ထားရတော့မှာဗျာစစ်စစ်ပေါက်အကုန်လုံးကိုတည်ထားရတော့မှာသူတို့ဘက်ကနီးမျိုးစုံနဲ့လုပ်နေတယ်အဓိကတော့သူတို့ဘက်ကပို့ပြီးတော့အားတာလာအောင်တော်လိုင်းဘက်ကအားနေသွားအောင်သွေးခွဲတာတွေတက်ရှူတာတွေစီယုံတာတွေလှုံ့ဆော်တာတွေဝါရဖြန့်တာတွေပေါ့နော်ဒါတွေကိုလည်းဇက်တိုက်ဆိုလို့လုံနေအောင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တာပါပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ဘယ်အရာမဆိုပေါ့နော်ပေါ့တန်မတွေးပဲနဲ့မြေပြင်မှာအသာစီးရယူနိုင်ဖို့အတွက်စစ်ကောင်စီရဲ့လောက်ရက်တွေကိုတံပြန်တွန်းလှန်နိုင်ဖို့အတွက်ဆက်ပုံစံမျိုးနဲ့ပေါ့နော်ဥဆောင်သူတွေကဒီဇိုင်းမမက်လှုပ်ဆောင်တင်နေဆိုတဲ့အကြောင်းဒီညနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်